ကိုယ်ဆောင်နေမိခိုင်ကာကွယ်စီနှစ်ကြိမ်ထိုးတင်နေကြအောင်ပြပြပေးမယ်ပေါ့နော်ဇာနီကကို18ပတ်မှာပေါ့နော်ကို18ပတ်မှာပထမဆုံးချိန်မိခိုင်ကာကွယ်စီထိုးလိုက်တယ်ပေါ့နော်အဲ့တုန်းကတော့လက်မအောင်ထိုးလိုက်တယ်ပေါ့နော်အဲ့ရနေပြီးတော့ကို23ပတ်မှာတော့ပြတဲ့အချိန်မှာဇာနီ OG ကမိခိုင်ကာကွယ်စီထပ်ထိုးလို့ရပြီလို့ပြောတယ်ပေါ့နော်မိခိုင်ကာကွယ်စီကပထမတစ်လုံးထိုးပြီးနောက်ထပ်တစ်လားနေရင်နောက်တစ်လုံးထပ်ထိုးလို့ရပြီလို့ပြောတယ်ပေါ့နော်အဲ့တော့ဇာနီကတော့တင်ပါဝယ်ထိုးရတယ်ပေါ့နော်မိခိုင်ကာကွယ်စီကလက်ကိုထိုးလက်မောင်းထိုးလိုက်ရတယ်တင်ပါထိုးလိုက်ရတယ်ပေါ့နော်အဲကြောင့်ကိုယ်ဆောင်နေကဘာပဲဖြစ်ပေါ့နော်မိခိုင်ကာကွယ်စီနှစ်ကြိမ်ထိုးတင်တယ်ပေါ့နော်ဇာနီ OG ကမေးတယ်ပေါ့နော်ကိုမျိုးမှာဒီတန်တရာစီကနေပါရှိလာပေါ့နော်ရှိရဆိုအဲ့မှာလဲထိုးလို့ရတယ်လို့ပြောတယ်ဒါမှမဟုတ်ရင်သူထိုးပေးမယ်လို့လည်းပြောတယ်ပေါ့နော်သူထိုးပေးရမလားကိုမျိုးမှာပဲကိုထိုးမလားဆိုရင်ဇာနီကိုမေးရပေါ့နော်ဇာနီကကြတော့ဇာနီတို့မျိုးကကြောင့်နည်းနည်းသေးတော့လေအဲ့မှာဇာနီ OG ကိုပဲထိုးခံလိုက်တယ်ပေါ့နော်အဲဒါကြောင့်ကိုယ်ဆောင်နေမဖြစ်မနေမိခိုင်ကာကွယ်စီနှစ်ကြိမ်ထိုးကြပါလို့ကြံပေးချင်ပါတယ်ရှင်ထိုးတင်တယ်ပေါ့နော်ကိုယ်ကထိုးရမယ်ပေါ့နော်ခါလေးလာပြပြရပါရှင်ကျေးဇူးပါ